င်္ဂလာပါကျွန်တော်ကြားပေါက်တင်ဆက်တဲ့ 92.0 Mama Podcast ရဲ့ Fox School but not my friends ဆိုတဲ့ episode အသစ်ကနေအားလုံးကိုပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီ episode ကနေစပြီးတော့ကျွန်တော်ရဲ့ဒီတက္ကသိုလ်ကျောင်းသားဘဝပေါ့နော်ဒီ college တက်ရတဲ့ဘဝကိုစပြီးတော့ပြောမယ်လို့စဉ်းစားရပါတယ်စဉ်းစားရဲဆိုတော့လည်းရှေ့မှာတော်တော်လှုပ်ယူလိုက်ရတယ်လားဒီ episode ပြောဖို့ဘာလို့လဲဆိုတော့ဘာလို့ကြာသွားလဲဆိုတော့ကျွန်တော်ပြောပြမယ်ဘာလို့လဲဆိုတော့ရေးစရာတွေဒီပြောစရာတွေပေါ့နော်အရန်များတယ်နောက်ကျွန်တော် script ရေးဖို့စူးစမ်းတဲ့အချိန်မှာစပြီးတော့စာစီတဲ့အချိန်မှာဘယ်လိုတောင်ဖြစ်သွားလဲဆိုတော့ကိုငါစာမှရေးတတ်ပါတော့ရဲ့လားဆိုပြီးတော့ဖြစ်တယ်ဘာလို့လဲဆိုတော့ရေးကြရစောက်ရမ်းများဒီအကြောင်းတော့ကောင်းနေအကြောင်းပြောဖို့ဆိုဒီဘဲတွေအကြောင်းအတွေ့အကြုံတွေအဖြစ်အပျက်တွေဒီစောက်တလွဲတွေဟာတာတွေပေါ့နော်အများကြီးပဲအဲ့ဒါတွေကြတော့သူက9နှစ်6နှစ်လောက်ဇက်တိုက်ပြသလားအဲ့လိုဟိုနေတိုင်းနေပြီးတော့နော်အလုပ်လိုမျိုးကြီးနေချောင်းနေတိုင်းသွားပြီးကောင်းဒီစောက်ကွက်တွေနေတိုင်းတွေ့နေရတော့အဲ့ဒါပေမဲ့အဲ့တော့ဒီကောင်းဒီအကြောင်းပြန်စဉ်းစားတဲ့အချိန်မှာဘာပထမဆုံးခေါင်းထဲကိုရောက်လာလဲဆိုတော့ငါတို့တော့ကဒီ cancel culture ပေါ့နော်ဒီတယောက်နဲ့တယောက်ကိုဒီ appropriate မဖြစ်တာဒီ politically appropriate မဖြစ်လို့ဟိုဒီကောင်လူအတိုင်းဝိုင်းနဲ့ကျင်မလိုက်တာတော့အတင်မှာအခုခေတ်မှာအခု Metallica ကို cancel လုပ်ဖို့ကြိုးစားတာတို့ Eminem ကို cancel လုပ်ဖို့ကြိုးစားတာတို့အဲ့လိုမျိုးပေါ့နော်အဲ့ဒါမျိုး culture ကျွန်တော်တို့ကတော့မရှိလို့တော်သေးတယ်နှုတ်မဆိုကျွန်တော်တို့ကတရားစွဲခံရတာနဲ့ရန်ဖြစ်နေရတာနဲ့ problem ပြီးမှာမဟုတ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဒါ2000ပေါ့နော်အဲ့2000မှာ we were very mean to each other and တယောက်နဲ့တယောက်ကျွန်တော်တို့ကနာမည်တွေခေါ်တာတွေပေးတာတွေအဲ့ဒါတွေအစပေါ့နော်ကျွန်တော်ခေါ်တာဆိုရင်ကြည်မိကြတဲ့နော်ဘာလို့လဲဆိုဘောလုံးမကန်လို့တက်ကတော်ကကောက်တယ်ကျွန်တော်ခေါ်တာနှိမ်တာဘောလုံးမကန်တယ်လို့ကျွန်တော်မိမနာမည်ပေးတာမိကြတယ်နော်အဲ့တော့ဒီမေလိုတွေရန်ဖြစ်လို့ဘောလုံးကန်လို့ရန်ဖြစ်ရင်အဲ့မိကြပဲပေးကနေလိုက်ပြီးတော့ရန်လိုက်ဖြစ်ပေးရတယ်နော်ဆိုတော့အဲ့လိုပေါ့နောက်ကျွန်တော်တို့အချင်းချင်းခေါ်တဲ့နာမည်ရှိတယ်မှာလကင်းတို့ကြက်ရိုးတို့အော်ကလာတို့နောက်ပြီးတော့ဟိုနေရာတွေနဲ့ခေါ်တာဗျာမြောင်းမြလာတဲ့ကောင်ကသူ့နာမည်မြောင်းမြဖြစ်သွားရန်ကင်းကလာတဲ့ကောင်ရန်ကင်းဖြစ်သွားတယ်နောက်သင်္ကန်းကျွန်းကလာတဲ့ဘဲတွေပဲရှိသူ့ကြသင်္ကန်းကျွန်းလို့ခေါ်တယ်ဒါပေမဲ့ဒီကောင်ကျန်တဲ့လူတွေလို့မဟုတ်ဒီကောင်သူ့ကိုသင်္ကန်းကျွန်းလို့ခေါ်တယ်ဒီကောင်မကြိုက်ဘူးထားပါတော့အဲ့တော့ကျွန်တော်တို့တစ်သက်လုံးတွဲရတော့မယ်ကောင်တွေကိုဒီတက်ကတူမှာကျွန်တော်ကစပြီးတော့တွေ့ရတယ်အဲ့လိုဖြစ်နေတယ်နော်ဘာလို့ဆိုတော့ဟိုကျောင်းတုံးက state ကျောင်းတုံးကတွေ့ရတဲ့လူတွေကကြာကိုအစောကြီးတိကိုအကြာကြီးတိလာပြီးတဲ့လူတွေဖြစ်နေပြီလေနော်အခုဒီမှာကျတော့ပထမဆုံးကိုလူလောကတဲ့ကိုရောက်ပြီးတော့တကယ်အပြစ်မှာတငယ်ချင်းလောက်ရတာတိလာဒီလို set up လုပ်ပေးတာတငယ်ချင်းတွေမဟုတ်ကျောင်းတုံးကတငယ်ချင်းတွေဒီကောင်သူငယ်တန်းတွေကတွေ့လာဒီကျောင်းထဲမှာဒီဝင်းကြီးထဲမှာပဲနေလာပြီးတော့အဲ့ကောင်တွေမဟုတ်တော့ဘဲနဲ့လုံးဝ totally ကျောင်းအစ်စ်တွေတခြားကျောင်းတွေကနေရောက်လာနေရအနှံ့ပြားနေရောက်လာတဲ့လူနဲ့ပထမဆုံးတွေ့ရတဲ့နေရာတက်ကတူပဲလေနော်ဆိုတော့အဲ့မှာတွေ့ရတဲ့ကောင်တွေကကိုနဲ့အခုအထိတစ်သက်လုံးပါလာတဲ့တငယ်ချင်းတွေဖြစ်လာတာပေါ့အဲ့တော့အဲ့သွားစေးတက်ကတူဆိုတဲ့တက်ကတူကြီးကိုကျွန်တော်ဘယ်လိုရောက်လာလဲဆိုတော့ကျွန်တော်ကအဲ့ဒီပြီးခဲ့တဲ့ episode မှာကျွန်တော်ဖုန်းကြီးတွေပါသွားဝက်ပြီးတော့တောင်ကူကနေရန်ကုန်အဲ့ကတုံးနဲ့ပြန်ပါလာပြီးတိတ်မကြဘူး10ရန်အောင်စင်းထွက်တယ်ဆိုတော့ကျွန်တော်က2D ပါတယ်ကျွန်တော်အဲ့တော့5ဘာသာဖြည့်ရ2ဘာသာကုန်ထွက်တယ်ကျွန်တော်သင်ချာနဲ့သိပ္ပံအမှတ်ကကျွန်တော်ကအမှ368ရတယ်368မှတ်ရတယ်အဲ့တော့အဲ့အမှတ်နဲ့ကကျွန်တော်အမှန်တိုင်းပြောရရင်ဘယ်လိုအကြောင်းကောင်းရမယ်လို့မထင်တာတဲ့အမှတ်ပေါ့နော်အဲ့တော့အဲအကြောင်းတွေရှောက်ကြတော့မယ်ဆိုတော့ကျွန်တော်မှတ်မိကျွန်တော်ရှောက်ချင်တာကျွန်တော်ကွန်ပျူတာရှောက်ချင်တယ်နောက် email ကြာရှောက်ချင်တယ်နောက်ပြီးတော့အဲ့လို psycho လားအဲ့လိုစိတ်ပညာလားအဲ့လိုမျိုးတစ်ခုရှိတယ်ဗျအဲ့ဒါမျိုးကျွန်တော်ရှောက်ချင်တယ်ဒါပေမဲ့အမေကိုပြောတော့အမေကရှောက်လေးကြိုက်တာရှောက်ဒါပေမဲ့အစကတော့စာရှောက်တယ်အစဆိုတာဟိုအပေါ်ဆုံးอ่ะပေါ့နော်ဒီစေးပေါ့စစ်တက်ကတူပြီးရင်သွားစစ်တက်ကတူအဲ့လိုမျိုးပေါ့အဲ့လိုကနေစာရှောက်တယ်စာရှောက်ဆိုတော့ရှောက်တာပေါ့ဒါပေမဲ့အဲ့ချိန်မှာအမေကသာပြန်မပြောချင်လို့ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဘလို့များသူဒီကျွန်တော်ဒီဆရာဝန်လောကတွေကိုရောက်မယ်လို့ထင်လည်းမသိဘူးပေါ့နော်အမေကတော့ကျွန်တော်အဲ့တော့ပြီးရင်တက်ကျွန်တော်ကကျွန်တော်ကွန်ပျူတာဖြစ်ကျွန်တော်ခုနရှောက်ချင်တဲ့တက်တကူရောက်သွားမယ်ပဲထင်တာပေါ့ဒါပေမဲ့ဖြစ်ချင်တော့ပြဿနာဆေးချောင်းက389အမှတ်389မှာဖြတ်လိုက်တော့ကျွန်တော်ဆေးချောင်းကတော့လွတ်ကြီးမဝင်တော့ဘူးဒန်တော်က365နဲ့စခေါ်တယ်
အဲ့တော့ကျွန်တော်368ဖြစ်နေတော့တန်တိုဝင်သွားနော်တန်တိုဝင်သွားတော့တော့စိတ်တက်ကတူတက်ရတော့မယ်ပေါ့နော်ဒါပေမဲ့အဲ့အချိန်မှာလေကျွန်တော်ကလေဘယ်တက်ကတူပဲတက်ရဗျာတိလားဟာတက်လိုက်မယ်ဗျာဟိုပြီးရင်အဲ့ကိုဒီဘက်က music လုပ်စရာရှိရလုပ်နေမယ်ပေါ့နော်အဲ့လိုပဲတွေ့တယ်အများကြီးဘာမှဒါငါတစ်သက်လုံးရွေးချယ်မယ် career ပါညာမရှိဘူးပြီးရင်တိလားဒီတက်ကတူပြီးရင်လည်းကျွန်တော်ဒီဆရာဝန်လုပ်ချင်မှလည်းလုပ်မယ်မလုပ်ချင်လည်းမလုပ်မသိပဲကျွန်တော်ခေါင်းထဲမှာတက်ကတူတောင်ပြီးပါမလားဆိုတာလည်းမရှိဘူးတိလားတက်ဆိုတက်လိုက်မယ်ဗျာတိလားအဲ့လောက်ထိပေါ့ပြက်နိုင်ခဲ့တယ်ပညာရေးမှာနော်အဲ့တော့ဒါပေမဲ့တက်ကတူတက်တကယ်တက်ရတော့မယ်ဆိုတဲ့အချိန်မှာတော့ဘာနဲ့များတူမလဲပေါ့နော်ဟိုဘယ်လိုများဖြစ်နေမလဲဆိုတာတော့တွေးမိကြတာပေါ့ဒီလားဟိုကလေးတိုင်းอ่ะဟောတော့ကျွန်တော်ရုပ်ရှင်တွေထဲမှာကြည်ဘူးထဲမှာအင်အားကန်တို့အဲ့ဂျက်ဆန်တို့နောက်အဲ့ပွဲနင်းတပင်တို့နောက်အဲ့လိုခုံတန်းရားတွေတို့ဘာလို့အဲ့လိုတက်ကတူတွေမှာမြင်ဘူးတဲ့ scene တွေပေါ့နော်အဲ့တော့အဲ့ဒီဝင်းကြီးထဲမှာမဟုတ်ဘူးဆိုတာတော့သိတယ်ဒါပေမဲ့အဲ့လိုအငွေအသက်တွေတော့တက်ကတူဆိုတဲ့အငွေအသက်ပေါ့နော်အဲ့လိုမျိုးရမယ်တော့ထင်တာပေါ့နော်အဲ့ဒါနဲ့အဲ့ dental ကျောင်းကကျွန်တော်တို့လူတွေ့လိုမျိုးအဲ့လိုခေါ်ပြီးတော့ interview လိုမျိုးလုပ်တဲ့နေ့ရှိတယ်အဲ့နေ့မှာကျွန်တော်တက်ရမယ် dental university ကိုခြေစချတယ်ပထမဆုံးတက္ကသိုလ်ဆိုတဲ့ဝင်းထဲကိုရောက်တဲ့အချိန်မှာအဲ့ဒါကိုမရောက်ခင်ကျွန်တော်ပြပြအောင်ကျွန်တော်တို့တုန်းကတက္ကသိုလ်တွေက they are very fucked up တဲ့လားဟိုသူတို့ situation ကလေကျွန်တော်တို့တက္ကသိုလ်တွေကိုထားထားတဲ့နေရာတွေပေါ့နော်ကျွန်တော်တို့အဲ့ dental မှာနည်းနည်းတော်သေးတယ်ဟိုသူ့ဝနာမှာဒီစံပြစီတို့ဘာလို့ဒီဟိုမြောက်တကုံဘက်ကိုသွားအဲ့ဟိုချောင်းရှိတယ်လေငမိုးရိပ်တရားလားအဲ့တရားမရောက်ခင်ဒီဘက်သူ့ဝနာဒီဘက်အဆက်မှာပေါ့နော်ကျွန်တော်ကမှနည်းနည်းမြို့နဲ့နီးသေးတယ်လို့ပြောတယ်တချို့တက္ကသိုလ်တွေဆိုရင်ဟိုဘက်တညင်ဘက်တို့တာဝါတို့နောက်အဲ့လိုတင်းချိုင်းကုန်းနားမှာတို့နောက်အဲ့စက်မှုစုံနားမှာတို့သိရမလားအကြောင်းနေနားမှာအဲ့လိုထန်းတော်ကြီးနားမှာတို့နောက်ကျောင်းနေထဲမှာကျောင်းနေနားမှာအဲ့လိုရက်ဆိုင်နေအဲ့လိုဘီတွေအဲ့မျိုးတွေကလည်းအဲ့လိုပုံအောနေအောင်ထားတဲ့အချိန်ပေါ့နော်ကာရာအိုကေတွေလုံးဝကျောင်းတကျောင်းမရှိရမယ့်နေရာပေါ့နော်အဲ့လိုမျိုးနေရာတိုင်းမှာကျောင်းတွေကိုထားတဲ့သဘောပဲအဲ့ကိုတက်ရမယ့်ကျောင်းတွေကိုရောက်တဲ့အခါမှာလည်းပထမဆုံးတွေ့တာအဲ့လိုမြေကြီးကြရင်ကျောင်းထဲဝင်ချင်းတော့ဒီမုတ်ဦးကြီးကနေဝင်ချင်းမှာမြေကြီးကြရင်အကြီးရှိတယ်အဲ့မြေကြီးကြရင်တွေကနေအဲ့လိုမြက်ပင်တွေလဲပေါက်နေဗျအဲ့လိုရေတွေလည်းရှိတယ်အဲ့ကြရင်အကြီးကိုပတ်ပြီးတော့သွားရင်အဲ့ main ကျောင်းဆောင်ကြီးကိုရောက်တယ်အဲ့ main ကျောင်းဆောင်ကြီးကကျွန်တော်တို့ရဲ့စာသင်ရမယ့်အဆောင်တွေကအပေါ်ထပ်မှာဒါအောက်ထပ်ကကြတော့ဒီဆေးကုသတဲ့အခန်းတွေပေါ့နော်လူနာတွေကိုလက်တွေ့ကုတဲ့အခန်းတွေပေါ့ဆိုတော့အဲ့ဒါကြီးထဲမှာကျွန်တော်တို့တက်ရမယ့်အတန်းလားဆိုတော့မဟုတ်ဘူးအဲ့ဒီကျောင်းပင်မဆောင်ကြီးကိုကျွန်တော်တို့ဝင်သွားပြီးတော့တောက်လျှောက်အဲ့ခမ်းမကြီးကိုအရှိကြီးကိုအဲ့လမ်းကြီးကိုဖြတ်သွားပြီးတော့ဟိုးဘအဲ့ကျောင်းဒီပရုံမုံကြီးကဟိုအနောက်ဘက်မှာနောက်ထပ်လေကွင်းလိုမျိုးနောက်တစ်ခုရှိအဲ့လေကွင်းလိုမျိုးတဲမှာမှဒီလို၄တောင်ဆက်တန်းရလို့စောက်ထားတဲ့အခန်းပေါ့နော်အဆောင်ကန်းလိုမျိုးလေးမှာအဲ့ထဲမှာကျွန်တော်တို့နှစ်ရပေါ့နော်စာသင်ကန်းပြတယ်လားအဲ့လိုကြီးအဲ့တော့ဝင်းသွားတဲ့လူကဦးလုံးကကြိုးထွက်သွားတယ်လားshit ဆိုပြီးတော့ဖြစ်တယ်ဟိုသွားပြီပေါ့နော်ဘလို့မှအဲ့လိုကန်တင်းဆိုလည်းပြကြည့်လိုက်6ကပ်ပြီးတော့နေရာတိုင်းမှာအဲ့လိုမြက်တွေအုပ်ပုံကြီးတွေကျွန်တော်တင်အကြောင်းကြီးကအဲ့တော့မပြီးသေးဘူးပေါ့သူတို့စောင့်နေတော့တန်လန်ကြီးလားမသိဘူးအဲ့လိုကြီးနဲ့တန်လန်ကြီးဖွင့်လိုက်ရတယ်နဲ့တူပါတယ်အဲ့လိုဘာ history ရှိလဲတော့ကိုလည်းမသိဘူးပဲတလားဒါပေမဲ့အဲ့လိုကျွန်တော်တို့စာသင်ရမယ်ဆိုတော့အဆောင်ကြီးရဲ့ဒီအလဲမှာအဲ့လိုရေတွေဝင်နေတယ်ဗျာတလားအဲ့ဂျိုင်းကြီးကရေတွေဝင်ပြီးတော့အဲ့လိုမြက်တွေလည်းပေါက်နေတယ်နောက်အဲ့လိုချင်းနေအဲ့လိုပိုးလောက်လန်းနေပေါ့နော်အဲ့လိုမျိုးလည်းရှိတယ်လုံးဝပြီးတော့အမိုက်တွေလည်းတချို့ပြစ်ထားကြနောက်တစ်သားပုံကြီးလည်းရှိတယ်ပဲလုံး That is the school man ဆိုတော့အဲ့မှာကျွန်တော်စာမတင်ရသေးဘူးအဲ့အခန်းထဲမှာကျွန်တော်တို့အဲ့လိုခုံစပွဲကုံလေးနေမှာလူတွေ့စစ်တယ်နောက်ပြီးတော့စိုက်ကိုမေးခွန်းလိုမျိုးလားမသိအဲ့လိုမျိုးတွေလည်းမေးတယ်စိတ်ပိုင်းဆိုင်ရာမေးခွန်းတွေပေါ့နော်အဲ့မှာကျွန်တော်ပထမဆုံးစပြီးတော့တတိထားမိတယ်သူကိုဘယ်သူမှမသိဘူးเนาะအဲ့မှာကျောင်းသားတွေတော့အများကြီးရှိတယ်ကိုလည်းမသိဘူးကိုကလည်းသူတို့မသိဘူးအဲ့မှာကျွန်တော်ထိုင်ပြီးတော့အဲ့လို interview လိုမျိုးလုပ်နေရတဲ့စပွဲရဲ့ဟိုဘက်ကစပွဲကဘဲတပွေအဲ့သူကပထမဆုံးကျွန်တော်ကျောင်းမှာပထမဆုံးတတိထားမိတဲ့ကောင်ပဲအဲ့ကောင်နာမည်တတ်ထူးလို့ခေါ်တယ်
အရန်ရင်းနီးလားဆိုတော့ကျွန်တော်နဲ့ဟိုလိုလုံးဝတပူးတရရဲကောင်းတော့မဟုတ် but yes he is one of my friends ပေါ့နော်ဆိုတော့ဒီကဟိုဘကကျွန်တော်ထင်တယ်ဟိုထင်ရှားတဲ့အမှတ်အသားလားမသိဘူးအဲ့လိုမျိုးမေးတာဗျာကျွန်တော်တို့ဒီဟိုမှတ်ပုံတင်တဲ့ဟာလိုမျိုးမေးတော့ဒီကောင်အကိုတဲ့ကျွန်တော်ကထင်ရှားတဲ့အမှတ်အသားမရှိဘူးတဲ့မှတ်ပုံတင်လုပ်တုံးရတာအောင်နဲ့အဲ့မေးကုန်မေးတော့တယ်ကျွန်တော်ကတဲ့ထင်ရှားတဲ့အမှတ်အသားနေရာမှာရုပ်နည်းနည်းချောဆိုပြီးတော့ကျွန်တော်ကဖြေလိုက်တယ်ဆိုပြီးတော့အဲ့ဒါကိုinterview နေတဲ့ဘဲကိုရုပ်တီနဲ့ဒီကောင်ကပြောနေတာအဲ့ဒါကျွန်တော်ဖက်ကနေလှည့်ကြည့်လိုက်ပြီးတော့ဟာဒီလိုကောင်နေလဲတခြားเจ้าနေမှာအဲ့လိုအမှန်မှန်ဆိုဗျာအဲ့လိုမျိုး humor ကိုเจ้าမှာဆိုဟိုတကုံတက်တုံးဆိုကျွန်တော်အဲ့လိုကျွန်တော်နဲ့တွဲတဲ့ကောင်နှစ်ကောင်သုံးကောင်အဲ့လိုမျိုးပဲအချင်းချင်းပြောလို့ရတယ်ဟာတာမျိုးဗျာဒီလားတောင်တခြားကောင်တွေကလောက်ထိကို sense of humor ရှိရလို့မထင်ဘူးအဲ့တခြားเจ้าမှာလည်းအဲ့လိုမျိုးဟာဆောက်ခွက်ပြောင်းတဲ့ကောင်ရှိတယ်ဟာဆိုပြီးအဲ့ဘဲကိုပထမဆုံးတတိထားမိသွားတယ်အဲ့ကောင်နဲ့စကားတွေပဲပြောပြတယ်ပေါ့နော်အဲ့ဖြေပြီးတော့ဟဲ့မင်းစောက်ကွက်အားပြောင်းတဲ့ကောင်ပါညာပေါ့အဲ့ဒီမှာမှတခြားအကြောင်းကကောင်တွေနဲ့စပြီးတော့ကျွန်တော်ကစကားပြောပြတယ်ဟိုကျွန်တော်တို့ရဲ့ပထမဆုံး socialize လုပ်တဲ့ moment လို့ပြောလို့ရတယ်ဒီလားဒီခြာတိတ်တွေကိုအိမ်ကနေတောက်လျှောက်ကြည်လာကြတယ်ဒီเจ้าမှာနေလာပြီးတော့ဟိုဘယ်လိုအထက်တန်းเจ้าနေပေါ့နော်အမှတက်လာကြပြီးတော့တကယ်ကိုတခြားအကြောင်းအကောင်တွေတခြားလူအပြင်ဆိုစာရဲ့ဒီကိုမသိတဲ့လူတွေနဲ့စပြီးပထမဆုံးဒီလေပေးဖြောင်းပြောရတဲ့ကိစ္စပေါ့နော်အဲ့မှာဟိုကျွန်တော်တင်တယ် one of the social skills ပေါ့ကျွန်တော်တို့လိုအပ်တဲ့ဟာပေါ့နော်ဟိုကျောင်းနေမှာကျွန်တော်တက်ခဲ့ရတဲ့တက်တန်းမှာလဲကျွန်တော်အခုအားကြောင့် fast school but not my friends ဆိုပြောရဲဆိုအဲ့ဒါပဲဒီပေါင်းသင်းဆက်ဆံရေးပေါ့နော်ဒီ border တွေနဲ့တွေ့ပြီးတော့ border အသစ်တွေဘယ်လိုလုပ်ရလဲနောက်ဒီလူကကိုနဲ့အလုပ်ဖြစ်မှာလားစကားပြောလို့ရမှာလားသိလားအဲ့ဒါမျိုးကိုကျွန်တော်ကဒီကိုအပြန်အလှန်စကားပြောတဲ့မိကွန်းနေဒီပထမဆုံးစပြီးမိတ်ဖွဲ့တဲ့စကားတွေမှာကိုကဆုံးဖြတ်ရတာမျိုးသိလားနောက်ထူးဆန်းတာတကူကအဲ့ကျောင်းတွေအများကြီးလာဆုံးတဲ့အခါမှာမတည့်တဲ့ကျောင်းတွေလည်းပါတယ်ဥပမာကျွန်တော်တို့ကျောင်းဆိုတကုံတစ်ဆို central နဲ့မတည့်ဘူး central ဘယ်နှစ်ပွေသုံးပွေပါလားကျွန်တော်အဲ့လိုသူတို့ကျောင်းတွေနာမည်တွေဖြေနေတဲ့သူတို့ group like ခွဲထားတဲ့ကျွန်တော်တွေ့တယ် central ကျောင်းသူတို့လည်းကိုယ်ကိုသတိထားမိမှာပေါ့နော်ဘာလို့လဲဆိုတော့အရင်တော့ကျောင်းမှာကျွန်တော်တို့ကကို့เจ้าရှိလဲသူတို့လာရင်ရိုက်တယ်မှာကိုကလည်းသူတို့เจ้าရှိသွားရိုက်အဲ့လိုမျိုးလမ်းမှာတွေ့ရင်လည်းရိုက်ကိုလာရိုက်ရင်လည်းထွက်ပြေးဟာအဲ့လိုမျိုးတွေဖြစ်ခဲ့တာဆိုတော့ဒါပေမဲ့အဲ့ central 2ယောက်ဟာအခုထိလည်းတခါမှဒီနေ့ကျွန်တော်နဲ့စကားများဖို့မပြောနဲ့ပေါ်တာအရန်ခင်တဲ့ပေါ်တာထဲမှာပါတယ်နော်ဂျီနာရဲ့အကိတ်ရဲ့ဆိုတာ2ယောက်ရှိတယ်သူတို့လည်းเจ้าတော့ကတော့အလိုရန်နေဖြစ်ခဲ့ဘူးတကုံတစ်ကကောင်တွေသူတို့လည်းရိုက်ခဲ့ဘူးဒါပဲဒါပေမဲ့ဒီလိုနေရာမှာကြတော့အခုကြတော့အရင်လိုရိုက်ပြီးရင်ထွက်ပြေးတာတော့ဘာလို့ပြီးနောက်ဘယ်တော့မှမတွေ့ရတော့မယ့်ကောင်တွေမဟုတ်တော့ဘူးလေဒီလား so we have to keep the composure အဲ့တော့ဒီမှာဟိုကိုเจ้าတော့လို့ဟောရင်လုံးလို့မရဘူးเนาะ because တနေ့စောက်ပြဿနာတက်ပြီဆိုအဲ့တနေ့မှာလည်းမပြီးသွားဘူးနောက်နေ့ဒီပြဿနာကိုရဲ့ consequences ကိုနောက်မှာရိတ်လို့လိုက်တော့မှာ6နှစ်လုံးဆိုတော့အကုန်လုံးကဆင်ကျင်ကြရတယ်ဒီမှာစကားတွေပါလက်စပဲမပြောရဘူးဒါပေမဲ့စပြီးတော့အဲ့မှာကတာငါနဲ့တခုံနဲ့ဒီတရန်နဲ့နေရမယ့်ကောင်တွေဆိုပြီးတော့အဲ့မှာစကားတွေတော့ပြောပြကြတာပေါ့နော်အများကြီးဟိုတငယ်ချင်းတွေတော့ဖြစ်သွားကြတာပေါ့ဖြစ်သွားပြီးတော့အဲ့နေ့ညနေမှာနောက်ထပ်အမှတ်တရတစ်ခုကအဲ့နေ့ညနေလားနောက်နေ့အဲ့ eye test ဆေးရတဲ့နေ့လားမသိကျွန်တော်မမှတ်မိတော့ဘူးကျွန်တော်က photo stat ဆွဲဖို့ကျောင်းရှေ့ရအဲ့လိုဆိုင်ဒီဇိုင်နာမှာစောင့်တယ်ဖြစ်ချင်တော့ကျွန်တော်စောင့်နေတဲ့ photo stat ဆွဲပြီးစောင့်နေတဲ့နာ bus car gate ဖြစ်နေအဲ့မှာအတန်းတွေကကျွန်တော်နဲ့အတူတူတက်ရတဲ့အတန်းတွေကလောင်းပဲပေါ့နော်လူတွေကတေချာတော့မမှတ်မိတယ်အဲ့ကောင်ကကျွန်တော်နားကိုရောက်လာပြီးတော့ bus car စောင့်နေတဲ့တင်ပြီးပီလန်ဝင်းသူစာလားမသိဘူးမှတ်တိုင်ဟိုငါဘယ်ကားစီးရမလဲတဲ့ကျွန်တော်ကိုလာမိတယ်ကျွန်တော်ဘတ်ကားအဲ့ချိန်မှာဘတ်ကားတွေမသိတော့ဘူးဘတ်ကားမစီးတတ်ဘူးဟိုကျွန်တော်8တန်း9တန်း10တန်းကတော့စီးတတ်တယ်လေဒီလားဒါပေမဲ့အဲ့တက်ကတူတက်တဲ့ချိန်မှာကျွန်တော်အဖေကားယူမအောင်နေပြီးအဲ့နာတဝိုက်ကဘတ်ကားဂိတ်ကိုကျွန်တော်ဘယ်ကားပါလာမှမသိဘူးဒါပေမဲ့ဒီကောင်ကြက်ချင်တာနဲ့ကြက်ချင်အောင်လေသူနဲ့ကတိလည်းမသိဘူးနော် he's not my friendဟိုဘယ်သူနာမည်ဘယ်သူမှလည်းမသိကို့အတန်းနဲ့ကောင်တော့ဟုတ်လားမဟုတ်လားသိချာမသိဘူးဒါပေမဲ့ तू ကလည်းရေုံကြည်ကြည်ကို့လာမေးတဲ့အခါမှာကျွန်တော်အဲ့ချိန်မှာအန်ကိုက်ပဲလာတဲ့ဒိုင်နာတစီလားပါလားမသိအဲ့ကောင်ကျွန်တော်လက်ညှိုးထုတ်ပြအဲ့ကရောက်တဲ့သားကြီးလို့ပြောတယ်ဒီကောင်တက်တော့ကျွန်တော်လည်း photo study ပဲဆိုပြီးပြန်လာနောက်နေ့ကျတော့အဲ့ကောင်ပြန်ရောက်လာမြောက်တော့မင်းတို့စောက်ချင်မကောင်းတဲ့ကောင်ငါအင်းစိန်လားသူအင်းစိန်လားဟိုဘက်ဟိုလဲကူပါလားမသိဘူးတော်တော်အဝေးကြီးဘက်ကိုသူရောက်သွားတယ်လားဒီကောင်ရောက်နိုးအိမ်ရောက်မလားဆိုပြီးဒီကောင်ပါသွားတကိတ်ပြီးတကိတ်ဒါပေမဲ့ဒီကောင်စိတ်မဆိုးတိလားစိတ်မဆိုးပဲနဲ့သူနဲ့ကျွန်တော်ငါနာမည်အောင်စောမိုးတဲ့သူနာမည်ကိုပြောမင်းဘူးလဲငါနာမည်ဟန်တူးလဲဘာဒါပဲကြားပေါက်လို့ခေါ်လဲရတယ်ပါ
တငယ်ချင်းဖြစ်သွားအဲ့အောင်စောမိုးဆိုတဲ့ကောင်ကနောက်တစ်ချိန်မှာသူကကျောင်းရဲ့ကင်းကျွန်တော်တို့အတန်းရဲ့ကင်းဖြစ်သွားတယ်ကင်းဖြစ်သွားပြီးတော့ဒီကောင်နာမည်လကင်းဖြစ်သွားကင်းကနေကာလရွှေလျှော်တဲ့အခါကျတော့အဲ့လိုကျူရှင်တစ်ခုမှဗျာတင်ချာဆီယမကျူရှင်ပါလားမသိဘူးဆီယမစာတင်နေနဲ့အဲ့လိုအတန်းထဲမှာကျွန်တော်တို့ကောင်းနေရလေအဲ့လိုမူဂျိုအတန်းထက်တောင်စိုးတယ်စောက်စကားများကြဆိုတာလေဟိုအဲ့ဆီယမရဲ့အဲ့ဒီကျူရှင်အခန်းသေးလေးထဲမှာအဲ့တီချာဒေါခင်နဲ့တင်ဆိုတာမင်းမနိုင်နေမှာလေတူကျူရှင်အစာတင်နေနဲ့ဗျာအပြင်မှာတို့ဘူးတော့ထွက်ဝယ်စားတဲ့ကောင်ထွက်ဝယ်စားတင်မှာလုံးဝဖြစ်ချင်တိုင်းဖြစ်နေအောင်ဆီယမတစ်ရက်ကြောက်တအားစိတ်ဆိုပြီးတော့အကျကြီးထားအော်အဲ့မှာဒီကောင်အော်လိုက်တယ်ဒီကောင်ကင်းဆိုတော့ဆီယမရှိရလာထည့်ပြီးခေါ်ရတယ်ဆီယမဟဲ့လကင်းပေါ့နော်နေငိမ့်နေပါညာဆိုပြီးအဲ့မှာပြောလိုက်တယ်ဒီကောင်နာမည်ကလကင်းဖြစ်တော့ကျွန်တော်ကဒီကောင်လကင်းမဲ့တောက်ချောက်ခေါ်တော့ပြဿနာကလကင်းဆိုတဲ့နာမည်ကသူ့မှာမရက်တော့ပဲနဲ့ကျွန်တော်တို့မှာကင်းနေမကောက်တန်းထဲမှာ queen လည်းရှိတာအဲ့တော့အတန်းထဲက queen ရပါဘာမဆိုင်ညာမဆိုင်လကွင်းဖြစ်သွားချောက်အဲ့တော့တားကြီးကတကူတော့ဂျားရဲကကြိုပြောရလိုက်အောင်မယ်ငါအခုဒီ episode ထဲပါမယ်ကောင်းနေဆိုတော့ငယ်ကျိုးငယ်တာတော့ပေါ်ရတော့မဟုတ်ဘူးတိလားဒါပေမဲ့ငါပြောရမှာအဲ့တော့မင်းတို့လည်းအဲ့လိုစောက်ခွက်ကြီးဆက်ပြီးနဲ့နားထောင်နေကြမှာပဲငါသိတယ်အဲ့တော့အချင်းနဲ့လည်းပေါ်ပဲဟုတ်ပြီနော်ငါတော့ဆက်ပြောမှာအဲ့ဒါနဲ့မလန်းမကမ်းမှာထပ်ပြီးတော့ရတဲ့တကယ်ချင်းကမိုးထက်ကကြတော့ကျွန်တော် chemistry tuition တက်ဖို့tuition ဟို तू ကဦးစီးပြီးတော့ဟိုလောက်တာလားဒါမှမဟုတ်ရင် तू ကဂျားတဲ့အချိန်ပေးရလားမသိဘူးအဲ့သူ့အိမ်ကိုကျွန်တော်ကအရင်သွားရတယ်ဗျာသိလားအဲ့မှာမိုးထက်နဲ့ပေါ်တာစဖြစ်တာဒီကောင်အိမ်မှာဂီတာတွေပါရှိတော့အဲ့ chemistry tuition ကိုကျွန်တော်တို့အဲ့ဒီသွားတက်ပြီးတော့အတန်းနဲ့အကောင်တွေနဲ့လည်းအဲ့ tuition မှာတွေ့လာတာပေါ့နော်ကျွန်တော်ကအဲ့ကျောင်းတက်ပြီးဘယ်မှမကြောက်ဘူးအဲ့ tuition ယူရတယ်ဗျာဒီလား tuition တွေတက်ရတယ်ဘာလို့လဲမသိဘူးဘယ်ကောင်စလိုက်တာလဲလည်းမသိခေါ်လဲသူများတက်ဆိုလိုက်တက်တယ်အယောင်ပေးပေးပဲအားလုံးကဒီလားလို့လိုက်လုံနေတာပဲသူများလုံလို့ဆိုတော့အဲ့ပထမဆုံး chemistry tuition မှာကျွန်တော်ကလုံးဝစာပါတင်တယ်ဆိုကျွန်တော်သိတာမသိဘူးဘာလို့လဲဆိုတော့အဲ့ချိန်မှာကျွန်တော်ကတိုင်မီနေကြ fresher welcome လုပ်ဖို့ fresher welcome ဆိုဘယ် fresher welcome ဆိုကို fresher welcome ကျွန်တော်တို့တော့အเจ้าမှာကျွန်တော်တို့ကိုကြိုးဆိုတဲ့ fresher welcome မရှိခဲ့ဘူးเนาะကျွန်တော်ပေးတက်တာတော့ကန်ကောင်းလားမသိဘူးစောက်ပါလည်းမလို့ဘူးဒီเจ้าသားအစ်စ်တွေရောက်လာတော့ဒီလိုပဲရောက်လာတယ်ဟိုစာတင်မယ်ဆိုတဲ့နေ့မှာစပြီးစာတင်တယ်ဗျာသိလားအဲ့လိုဘာမှကျွန်တော်တို့မှာ special တက္ကသိုလ်တက်ရပါတယ်ဆိုပြီးတော့ဟို special ခံစားရတာအခွင့်ထူးရတာမျိုးဘာမှမရှိဘူးဆိုတော့အဲ့တော့ကိုလုံမယ်ပါကို fresher welcome လုပ်မယ်ဆိုပြီးတော့အဲ့မှာစီစဉ်ကြတယ်အเจ้าမှာ stage show လုပ်မယ်ဆို stage show ဟို unplugged လိုမျိုးအသေးလေးပေါ့နော်အတန်းထဲမှာနေ speaker လေးနဲ့ဆင်ပြီးတော့လုပ်ကြမယ်ဆိုကျွန်တော်မှာဂီတာရှိတယ်မိုးထက်မှာလည်းဂီတာရှိတယ် jack joe တွေလည်းရှိတယ်ကျွန်တော်မှာ speaker ဟို amp လိုမျိုးပေါ့နော် speaker နှစ်ခုရှိတယ်ဒါပေမဲ့စိုးမဲ့လူတွေအများကြီးပဲအမှ3-4ယောက်လောက်ရှိတယ်မိုက်က3-4လုံးလို့ဆိုမိုးထက်ကဟာတဲ့ကိစ္စမရှိဘူးငါမှ mixer ရှိတယ်တဲ့လားကျွန်တော်အံ့ဩသွားတယ်တဲ့လား mixer ရှိတယ်ဆိုတာ mixer ဆိုတာ like fucking rare man အဲ့ခေတ်က mixer ရှိတယ်လို့ဆိုတာ mixer ကြီးဘာလို့ရှိနေတာမသိလားအဲ့ဒါ mic တွေအများကြီးသူထိုးလို့ရတယ်ပေါ့နော်အဲ့ဒါနဲ့အဲ့နေ့ chemistry tuition ပြီးတော့ကျွန်တော်အိမ်မပြန်မဲနဲ့ဒီကောင်းအိမ်ပြန်ပါသွားကြအဲ့အုပ်လိုက်ကြီး tuition အုပ်လိုက်ကြီးမိုးထက်အိမ်ပြန်ပါသွားသူ mixer ဆိုတာကိုထုတ်ပြတာဘာ mixer မှမဟုတ်အဲ့လို mic တွေအများကြီး jack ထိုးလို့ရအောင်ဗျာအထဲမှာဟိုဘုတ်လေးတစ်ခုမှာအပေါက်တွေအများကြီးဖောက်ထားတယ်အဲ့ပြီးရင်အဲ့အထဲကဟာတွေအကုန်လုံးကအဲ့လိုနှစ်လိုင်းပဲပြန်ထွက်တာလားမသိဘူးအဲ့လိုဘာ mixer မှမဟုတ်ဘူးဒီလား mic တွေအများကြီးထိုးလို့ရတယ်ဒီ rack ပေါ့အဲ့ဒါသူ့မှာရှိတယ်ဆိုတော့ mic တွေလည်းကျွန်တော်မှာရှိတယ်ကျွန်တော်ဒီမှာတစ်ခုကျွန်တော်ဒီမှာ mic တစ်လုံးရှိတယ်သူ့မှာနှလုံးလားမသိဘူးအဲ့လိုမျိုးရှိတယ်အဲ့ဒါလည်းကျွန်တော်ကကျောင်းမှာ fresher welcome လုပ်ကြမယ်ဆိုပြီးတော့စစီစဉ်ကြအောင်တချင်းတွေပါတိုက်ကြတာပေါ့နော်ဒီကောင်အိမ်မှာအဲ့ဒီမှာကြက်ရိုးဆိုတာစပြီးတော့ဘော်ဒါထပ်ဖြစ်တယ်ကြက်ရိုးကဘယ်လိုဘော်ဒါဖြစ်လဲဆိုတော့တချင်းတိုက်တဲ့အချိန်မှာတောက်လျှောက်ဒီကောင်ကျွန်တော်ပြောဒီနေရာမှာဆိုရမှာနော်ဒီနေရာမှာဆိုရမှာဒီနေရာဒီကောင်အဲ့တော့မဲမဒီလေးလားမမီရဲ့တချင်းကိုဆိုအကြောင်းမှာတက်ဆိုမှာအဲ့ကျွန်တော်ကိုလောက်တဲ့ fresher welcome မှာဒီကောင်တက်ဆိုမှာအဲ့ကျွန်တော်သူပြောဂျန်ပြီးရင်မင်းဆိုမဲမဒီလေးလားမမီဒီကောင်အဲ့လိုတင်ရအဲ့တဖြည်းဖြည်းနဲ့ဟုတ်လာတော့ဒီကောင်ဆိုတတ်တော့အဲ့နေရာတကယ်ဆိုတဲ့နေ့လဲကြာဟောအဲ့လိုမဲဂျန်ဆိုပြီးတော့အားလုံးကဒီကောင်ကိုစောင့်နေတယ်လားဒီကောင်အဲ့ခုံဟိုဘက်ကနေဒီဘက်ကိုရွှေ့သူတိုင်
သူထိုင်ပြီးဆိုမဲ့ခုံဟိုဘက်ကနေလို့တရွတ်တိုက်စစ်ပေါ်မှာလို့ရွှေ့ပြီးတော့မှထိုင်အကြအနာကြပြီးတော့မှမဲမဒီလေးလားမှားမိတယ်ဆိုအဲ့တော့မှထပြီးတော့ဆိုတယ်ဆိုတော့အဲ့မှာဒီကောင်မှတ်မိသွားနောက်ထပ်ဒီကောင်မှတ်မိသွားတာလေအဲ့ဇူးလားဘော်ဒနီလားမသိဘူးစာမွေးပြေပဲဒီနေ့ဘော်ဒနီပြေဆိုနောက်နေ့ဇူးပြေရမယ်အဲ့ဒါကိုဒီကောင်ကအဲ့စာမေးပွဲကနေထွက်လာပြီငါတော့ဒီနေ့ဘော်ဒနီကိုငါစိတ်လျှော့လိုက်ပြီတဲ့မနေ့ပြန်မှာဇူးကိုထပ်ပြီးတော့စိတ်လျှော့မယ်အဲ့ကောင်ဆိုတော့အဲ့ချက်ရိုးကနောက်တစ်ခုကဒီကောင်ခွေးစောက်ရမ်းကြောက်တတ်တာလားတခါတည်းပြောပြလိုက်အောင်မယ်ဒီကောင်ရဲ့ characteristic တွေပြောရင်းနဲ့ကျွန်တော်မြောက်တကုံအိမ်မှာအဲ့တော့ကျွန်တော်အဲ့ခွေးက4-5ကောင်ရှိတယ်အကြီးတွေအသေးလေးတွေစိုက်ကိုစုံနေတာပဲအချက်ရိုးကကျွန်တော်အိမ်ကိုလာလဲတဲ့အခါကျရင်ဘယ်တော့မှနေစရာမရှိဘူးအဲ့လိုဟိုလူကွယ်ဒီလူကွယ်နဲ့အိမ်ထဲကိုဖုံးဆိုရအောင်အရင်ပြေးသွားအဲ့ဒါချက်ရိုးပဲခွေးစောက်ရမ်းကြောက်အဲ့ကျွန်တော်တို့တစ်ခါတခြားကျောင်းကိုသွားလေတခြားကျောင်းက fresher welcome ကိုသွားတာဒီတိုင်းပဲသွားလေရလားမသိဘူးဘယ်ကျောင်းမှမှတ်မိတော့ကွန်ပျူတာလားမသိဘူးအဲ့ကားပါကင်ကနေဒီဘက်ပင်မဆောင်ကြီးအဲ့တို့အဲ့ကျောင်းဆောင်ကြီးကိုရောက်ဖို့အတွက်ကျွန်တော်ကဂျားမအဲ့လိုကွင်းပြင်ကြီးကိုဖျက်ရတယ်ကျွန်တော်ကိုကားကိုရက်ပြီးတော့အဲ့လိုကွင်းပြင်ကြီးကိုဖျက်နေတဲ့အချိန်မှာနောက်ကနေဟဲ့အောင်နေပြေးကြဆိုချက်ရိုးအတန်ကျွန်တော်ကဂျားလှည့်ကြည့်အတန်နှက်ကြီးတဲ့ကောင် on နောက်မှခွေးကြီးပါလာတယ်ဒိုပါမင်းကြီးတဲ့အမီးအပြက်ကြီးတဲ့အဲ့ကျွန်တော်တို့အားလုံးဒီကောင်ကြော်ပြီးနောက်ကိုကြည့်လိုက်တော့နောက်မှာဘာဒိုပါမင်းမမဟုတ်ဘာခွေးမမဟုတ်စိတ်ကြီးတိလားစိတ်ကြီးဗျာစိတ်ဆိုတော့အမီးတူလေးပေါ့ပြီးတော့သူ့လိုက်နေတာမဟုတ်သူ့မျက်စား